Daddy လို့ ဘာလို့ဟမ်နေစမောင်ဒီဘုန်းကြီးကဘယ်သွားလို့လဲငါသမီးရဲ့ ဒီမှာလေသမီးဖုန်းပြတ်သွားလို့အဲ့ဒါဖုန်းတက်သွားဝယ်ချင်လို့ ဟဲ့ငါသမီးရဲ့ဒီဘုန်းကြီးတော့မသွားပါနဲ့ဟွာအင်ကြီးလေးသွားလဲလိုက်နော်အင်ကြီးလေးကလဲလိုက်လို့ချင်းသမီးလိုချင်တာဖုန်းတစ်လုံးမကောက်အများကြီးဝယ်ပေးမှာ ကဲနော် တကယ်အဖေကိုယ်တိုင်လိုက်ဖို့ပဲအဖေကိုယ်တိုင်လိုက်ဖို့ပဲသွားလဲလိုက် အဲ့ဆိုပြီးတော့အဲ့ဆိုအင်းကြီးသွားလိုက်တော့မယ်နော် โอเคသွားလဲလိုက်ပါမင်းကလည်းငါသမီးလေးက ဒါလည်းအိမ်ပါလေမလဲမင်းဒီလေးကောင်းတယ်ကောင်းတယ်အာတော့လိုက်ပါမလဲပါနဲ့နေသားပါဦးမင်းခဏလေးတော့တွားနေနေရပါလို့ဟာတော့လိုက်ခဲ့ပြီဟာဒီတိုင်းလဲတယ်လို့မင်းဒီတိုင်းကိုတော့ကောင်းပြီအဲ့ပေါ်နေပေါ်ပါโอเคနေသားမှာကွာကောင်းပါလေ Daddy ဒါဆိုစင်ပြီလား โอเค ကိုကြီးညလိုက်ပါလား လိုက်အောင်ဟော အဲ့ဆိုအင်းကြီးသွားလဲလေဘာဝတ်ထားတယ်စောက်ပြက်နေရပဲ ဟာဒရီကငါ့ကိုအရမ်းမိုက်တယ်တဲ့ ခုတော့ကိုလည်းမဲ့နဲ့တော့ပြန်ကြုံမြင်တော့လဲပါတော်ဟာခုသွားလဲလို့ ဒီလိုမိုက်တဲ့ဒီဇိုင်း ခဏနေစမောင်ညီးသွားမဲ့ဆိုင်ရဖေးဆိုင်တော့ MSH Mobile လာတာလန်ပေါ်ဘလောက်အမှတ်138တဲ့လာပါတဲ့ဒီရဲသွားရအောင်နော် Daddy ဒါသမီးပြောရ MSH Mobile လေ အာကောင်းပါပဲကွာဒယ်လီတော့ တောက်လည်းဝယ်ပြီနော် ဘာဖြစ်လို့ဝယ်ပေးရမှာတော့နင်းရလေလေနင်းရလေဘယ်တော့မှကိုအားကိုမကူကိုအသက်ရွယ်လေကိုပြန်ကြည့်ဦးမင်းမရလို့ရှင်မင်းမဘယ်လိုလုပ်ဥဆောင်မှာလဲလက်က အပြင်းထူနေတာပဲဒီဘာမှမသိ Daddy ရဲထက်ဝင်အောင်သွားမယ် တဲ့အောင်မိုက်ပါ မင်္ဂလာပါရှင်။မများကုညီပေးရမလဲရှင် ဖုန်းလေးကြည့်ချင်လို့ပါ ။ဟုတ်ကဲ့ရပါတယ်ရှင်။ညီမတို့ MSI Mobile မှာတော့ဒါ brand new တွေအပြင်ပေါ့နော် iPhone original second hand တွေလည်းရရှိနိုင်တာဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ကဲပြီးဖျားလေးလိုချင်တော့ကြည့် သမီးဒါလေးလိုချင်တယ် Daddy ဒီဟာသမီးဒါလေးတစ်ချက်ပြပေး ဟုတ်ကဲ့ပါရှင်ပြပေးမယ်နော် ဒါဘာဖုန်းတော့တမီး ။ဒီကောင်လေးကတော့ iPhone နောက်ဆုံးပေါ့15 Pro Max လေးပါရှင် Daddy နောက်ဆုံးပေါ်ရဲ့ အေးမဟုတ်ဘူးနောက်ဆုံးပေါ်ဒါလိုအပ်ရင်တော့ဝယ်ရမှာဘောငါသမီးဟုတ်တယ်မလားဟမ် ဒရီကတော့ဖုန်းတစ်မွေပေးချင်တော့ねဒီမှာ second hand ဖုန်းဆောင်လည်းရတယ်ဟုတ်လား ။ဟုတ်ရပါတယ်နော် တော့ဝယ်ပါလား second hand မကလို့မတတ် hand ဖြစ် fourth hand ဖြစ်မြင်မှာဝယ်မပေးဘူးအေးနေနော်ဒီကလေးကဒါဘယ်လောက်တန်အောင်ဒါလေး ။ဒီကောင်လေးကတော့49သိန်း5000ပါရှင် ဩကင်ကလေးကြိုက်လား ကြိတ်တယ်ဒါအเจ้าမှာတငယ်ချင်းနဲ့တမျိုးလာကြွားနေတာ Daddy ဝယ်ပေးပါလား ငါသမီးလေးရတယ်ကဲသမီးရဲ့အချောင်းမှာလည်းလိုအပ်တယ်လို့ရှိရင်တငယ်ကြီးနေတော့တခြားကိစ္စဝိစာတွေနေတော့အများကြီးမှာဆိုတော့ဒါငါသမီးလိုအပ်တာပေါ့ဝယ်ပေးရမှာပေါ့ငါသမီးလေးလေနော်ဒါလိုအပ်လို့ဝယ်ပေးတာနော် Daddy ကိုချစ်တာ တော့ဂျပန်သွားပါလေ အေးလေသွားလေဘာဖြစ်လို့လဲ ဟာဂျပန်သွားဖို့အတွက်လိုအပ်တယ်လေဖုန်း ဟာဂျပန်မှာမဖုန်းလေးမပေါ်လို့မင်းဟိုရတော့လုံးလုံးမြတ်မြတ်ဝယ်ပေါ့ကွာကဲပြီးဒါလေးယူမယ်နော် ။ဟုတ်ကဲ့ရပါတယ်နော်။ဟုတ်ကဲ့ပါရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လေးလာပေးပါအောင်နော် ဟုတ်ကဲ့ပါခင်ဗျာဟင်ကျင်းနေဟလား ကျင်းနေပါလေ ကဲသွားကြဟောမှာ AI ချန်ပီယံဖြစ်ရင် MSH ကိုထပ်လာရမယ်နော်တော်တာအဖေတွေကတမီးတွေကိုပို့ချစ်တယ်လို့ကြားမှုတယ်။သားတွေကိုပို့ချစ်တာအမေဟာ ဟဲ့ဘာဖြစ်လား တာဖုန်းသေးလို့ကျွန်တော် နင့်တက်လေးကမွဲပေးဘူးလားနင့် ဝယ်ပေးဦး ငါတောင်းငါဝယ်ပေးမယ် ဟာ ဟဲ့ဘာဖြစ်လာလဲပူလို့ဆိတ်ရှုပ်ရလဲကြားတယ်ကြည့်အောင်ကြည့်မိုင်းနဲ့